မင်္ဂလာပါခင်ဗျာမိတ်ဆွေများအားလုံးကိုစမ်းမွန်း3 channel မှာကြိုဆိုပါရစေယခုပြပြီးမှာက2026ခုနှစ်10ကြိမ်မြောက်မှာကစားရမယ်3ဒီတကွက်ကောင်းဆိုင်ဖြစ်ပါတယ်မိတ်ဆွေများကိုထိတ်စည်းဆိုင်လဲတိုင်းဆိုင်နောက်ပိတ်ဆိုင်များနဲ့ပြီးပေါတကွက်ထုတ်ပြပြီးမှာမို့ကျွန်တော်နဲ့အတူအစအဆုံးလာရကြည့်ရှုရန်ဖိတ်ခေါ်ပါတယ်ခင်ဗျာမိတ်ဆွေများကိုယခုကျွန်တော်ပြပေးမှာကတော့ဒီလေးပင်သုံးကတ်ဆိုင်အနေနဲ့ထိတ်စည်းဆိုင်ရဲ့အလဲတိုင်းဆိုင်ရဲ့နောက်ပိတ်ဆိုင်များနဲ့ဆိုင်သုံးဆိုင်နဲ့လုံးမိုင်ဆိုင်သုံးဆိုင်နဲ့ကျွန်တော်အပြီးပေါတကွက်ထုတ်ပြသွားမှာဖြစ်ပါတယ်ဒါမှမဟုတ်မိတ်ဆွေများအနေနဲ့လည်းတစ်ဆိုင်ချင်းစီကိုတေချာလိုက်ရကြည့်ရှုရန်ကျွန်တော်အနေနဲ့ဖိတ်ခေါ်ရင်းဖြစ်ပါတယ်ယခုပထမဆုံးပြပေးမှာကတော့ဒါထိတ်စည်းဆိုင်မှုကိုအရင်ထုတ်ပြသွားမှာဖြစ်ပါတယ်ထိတ်စည်းဆိုင်မှုကတော့ကျွန်တော်ဒီနေနဲ့ကတော့ဒီသုံးလုံးပေါင်းချင်းအချိုးညီကိုသုံးလုံးပေါင်းချင်းအချိုးညီနဲ့ထိတ်စည်းကိုထုတ်ပြသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့နမူနာအနေနဲ့ပြမှာတော့ဒီ6နှစ်ကိုပွဲစဉ်ရဲ့ထိတ်စည်းဆက်ကြပုံကိုထိတ်စည်းထုတ်ယူပုံကိုကျွန်တော်အရင်ရှင်းပြသွားမှာဖြစ်ပါတယ်။ဒီထိတ်စည်းထုတ်ယူပုံကတော့ဒီသုံးလုံးပေါင်းချင်းအချိုးဖြစ်တဲ့ဒီ6ခလဲတန်ရဲ့ခွန်ထိတ်စည်းရဲ့ဒီပေါင်းတော့ပေါင်းချင်း6ရဲ့ဒီက6ထိပ်စီရဲ့ဆက်ပေါင်းမယ်ဆိုရင်3လုံးပေါင်းချင်း5ကိုရရှိမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းချင်း5အချိုးတိုင်းပဲကျွန်တော်နေထိပ်စီရွာမှာတော့ဒီဘက်က2နောက်ပိတ်နဲ့ခွန်ကလေးတိုင်းနဲ့ပေါင်းတော့ပေါင်းချင်း9ရဲ့ဒီက6ထိပ်စီရဲ့ပေါင်းမယ်ဆိုရင်3လုံးပေါင်းချင်း5အချိုးနဲ့ကျွန်တော်ဒီ6နှစ်9ပွဲစဉ်ထိပ်စီ6ကိုကစားတယ်လို့စိုက်မှုရကျွန်တော်အနေနဲ့ဒါသိရှိတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်တစ်ပြင်ကြည့်မယ်ဆိုရင်လည်းကျွန်တော်ဒီပထမ3လုံးပေါင်းချင်းယူတဲ့ခါမှာဒီက6ခလဲတန်ရဲ့8ထိပ်စီးရဲ့ပေါင်းတဲ့ခါမှာပေါင်းချင်း4ရဲ့ကျွန်တော်ဒီဘက်က3ညထိပ်စီးရဲ့ပေါင်းမယ်ဆိုရင်3လုံးပေါင်းချင်း4ရရှိမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းချင်း4အချိုးညီနဲ့ပဲကျွန်တော်တို့ထိပ်စီးထုတ်တဲ့ခါမှာတော့ဒီကနောက်ပိတ်9ရဲ့အလဲတိုင်း3ညပေါင်းတော့ပေါင်းချင်း9ရဲ့ဒီက5ထိပ်စီးရဲ့ပေါင်းမယ်ဆိုရင်3လုံးပေါင်းချင်း4အချိုးတိုင်းပဲဒီမှာ5-4ပွဲစဉ်ထိပ်စီး5ကိုရရှိတာဖြစ်ပါတယ်။ဒါမှမဟုတ်ယခုပွဲစဉ်အတွက်ထိပ်စီးထုတ်ရမှာလဲကျွန်တော်ဒီ3လုံးပေါင်းချင်းအချိုးယူတဲ့အခါမှာတော့1ခလဲတန်ရဲ့ကျွန်တော်တို့3ညထိပ်စီးရဲ့ပေါင်းတော့ပေါင်းချင်း1ရဲ့ဒီကထိပ်စီး3ရဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်3လုံးပေါင်းချင်း4ကိုရရှိမှာဖြစ်ပါတယ်။ဒီ3လုံးပေါင်းချင်း4အချိုးညီနဲ့ထုတ်မှာမို့ကျွန်တော်နောက်ပိတ်9ရဲ့ကျွန်တော်လဲတိုင်း8ရဲ့ပေါင်းမယ်ဆိုပေါင်းချင်း5ရဲ့ကျွန်တော်ဒီကထိပ်စီးရဲ့ပေါင်းမယ်ဆိုရင်3လုံးပေါင်းချင်း4ဖြစ်ဖို့ဆိုရင်ကျွန်တော်ထိပ်စီးကို6လို့ဒီဆိုင်မူရထည့်ပြီးကစားသွားမှာဖြစ်ပါတယ်ဒါမှသာလျှင်ခွန်8 9 3လုံးပေါင်းချင်း4ချိုးနဲ့ပဲယခုပွဲစဉ်ထိပ်စီးကို6လို့ထည့်ကစားသွားမှာဖြစ်ပါတယ်ယခုပြပေးတာတော့ဒါထိပ်စီးဆိုင်မူဖြစ်ပါတယ်ဒီထိပ်စီးဆိုင်မူကိုပထမဆုံးကျွန်တော်အနေနဲ့မိတ်ဆွေများကိုဒါထုတ်ပြခြင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်ဒီဒုတိယဆိုင်မူနဲ့အလဲတိုင်းကိုလဲတိုင်းထုတ်ပြသွားမှာဖြစ်ပါတယ်ဒီလဲတိုင်းစိုက်မှုကိုလည်းဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါဦးခင်ဗျာမိတ်ဆွေများကိုယခုဆက်ပြီးတော့အလဲတိုင်းစိုက်မှုကိုဆက်ပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်ဒီလဲတိုင်းကနန်းထုတ်ရမှာလေကျွန်တော်အနေစိုက်မှုရ3လုံးပေါင်းချင်းအချိုးကို3လုံးပေါင်းချင်းအချိုးညီနဲ့ပဲအလဲတိုင်းကနန်းကိုထုတ်ပြသွားမှာဖြစ်ပါတယ်လဲတိုင်းထုတ်ယူပုံကတော့ဒီပထမ3လုံးဒီကျွန်တော်ဒီ9နောက်ပိတ်ရယ်6နောက်ပိတ်ရယ်ပေါင်းတော့ကျွန်တော်ဒါပေါင်းချင်း1ရယ်ဒီကခွန်ကလေးတိုင်းနဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်ဒါ3လုံးပေါင်းချင်း8လို့ရရှိမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းချင်း8ချိုးညီနဲ့လဲတိုင်းကနန်းထုတ်တဲ့ခါမှာတော့ဒီကထိပ်စီး9ရယ်ထိပ်စီး9ရယ်ပေါင်းတော့ပေါင်းချင်း6ရယ်ဒီအလဲတိုင်း2ရယ်ပေါင်းမယ်ဆိုရင်3လုံးပေါင်းချင်း8ချိုးတိုင်းမယ်ဒီ6နှစ်ကိုပွဲစဉ်အလဲတိုင်းကနန်း2ကိုစားထားတယ်လို့ကျွန်တော်ဒီစိုက်မှုကိုတွေ့ရှိတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်တစ်ပြင်ကိုကြည့်အောင်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီပထမဆုံး3လုံးပေါင်းယူတဲ့အခါမှာတော့ဒီဘက်က3နောက်ပိတ်ရဲ့ကျွန်တော်တို့ဒီ6ခလဲတိုင်း6နောက်ပိတ်ရဲ့ပေါင်းတော့ပေါင်းချင်း9ရဲ့ဒီက3ညခလဲတိုင်းပေါင်းမယ်ဆိုရင်ဒါ3လုံးပေါင်းချင်း9ကိုရရှိတာမို့ကျွန်တော်လဲတိုင်းကနန်းထုတ်တဲ့အခါမှာလည်း3လုံးပေါင်းချင်း9ယူတဲ့အခါမှာဒီထိပ်စီး8ရဲ့ထိပ်စီး3ညပေါင်းတော့ပေါင်းချင်း8ရဲ့ဒီအလဲတိုင်းကနန်း1ရဲ့ပေါင်းမယ်ဆိုရင်
သုံးလုံးပေါင်းခြင်း9ချိုးနဲ့ပဲ914ပွဲစဉ်ရဲ့အလဲတိုင်းကဏ္ဍ1ကိုကစားတယ်လို့ကျွန်တော်ဒီစိုက်မှုကိုတွေ့ရှိတာဖြစ်ပါတယ်ဒါမို့ယခုပွဲစဉ်ရဲ့ကျွန်တော်အလဲတိုင်းကဏ္ဍကိုယူတဲ့အခါမှာတော့ပထမစိုက်နဲ့ဒုတိယစိုက်နီးတိုင်းပဲကျွန်တော်နောက်ပိတ်ကဏ္ဍနှလုံးဖြစ်တဲ့နှစ်နောက်ပိတ်ရဲ့9နောက်ပိတ်ရဲ့ပေါင်းတော့ပေါင်းခြင်း9ပေါင်းခြင်း9ရဲ့ဒီဘက်ကအလဲတိုင်းကဏ္ဍ8ရဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်သုံးလုံးပေါင်းခြင်း9ကိုရရှိမှာဖြစ်ပါတယ်ဒါမို့သုံးလုံးပေါင်းခြင်း8အချိုးတိုင်းပဲအလဲတိုင်းကဏ္ဍကိုထုတ်မှာမို့ဒီထိပ်စီး3ညရဲ့ထိပ်စီး3ရဲ့ပေါင်းမယ်ဆိုရင်ပေါင်းခြင်း3ပေါင်းခြင်း3ရဲ့ကျွန်တော်ဒီကအလဲတိုင်းကဏ္ဍရဲ့သုံးလုံးပေါင်းခြင်း9ကိုထုတ်ယူတဲ့အခါမှာ3ည3 4သုံးလုံးပေါင်းခြင်း9ဖြစ်ဖို့ဆိုရင်4ခလဲတိုင်းကိုထည့်ပြီးတော့ကစားပေးမှသာလျှင်3ည3 4သုံးလုံးပေါင်းခြင်း9ချိုးတိုင်းမယ်အလဲတိုင်းကဏ္ဍကို4လို့ထည့်ပြီးတော့ကစားပေးရမှာဖြစ်ပါတယ်ဒါယခုပြပေးတဲ့စိုက်မှုကတော့ဒါအလဲတိုင်းကဏ္ဍစိုက်မှုဖြစ်ပါလေဆက်လက်ပြီးတော့မိတ်ဆွေများကိုကျွန်တော်အနေနဲ့ဒါနောက်ပိတ်စိုက်မှုလေးကိုလည်းဆက်ပြီးတော့ရှင်းပြပေးပါအောင်မယ်ခင်ဗျာနောက်ပိတ်စိုက်မှုကိုလည်းဆက်ပြီးကြည့်ရှုပေးကြပါဦးနောက်ပိတ်စိုက်ယူရမှာတော့လေသုံးလုံးပေါင်းခြင်းအချိုးညီနဲ့ပဲသုံးလုံးပေါင်းခြင်းပြန်ပြီးတော့ကဏ္ဍကိုထုတ်သွားမှာဖြစ်ပါတယ်ပထမဆုံးသုံးလုံးပေါင်းအချိုးယူတဲ့အခါမှာလည်းဒီဘက်နောက်ပိတ်9ရဲ့ဒီထိပ်စီး9ရဲ့ပေါင်းတော့ပေါင်းခြင်း2ပေါင်းခြင်း2ရဲ့ကျွန်တော်ဒီဘက်ကနောက်ပိတ်2ရဲ့ပေါင်းတော့ဆိုရင်သုံးလုံးပေါင်းခြင်းဒီ4လို့ရရှိမှာဖြစ်ပါတယ်ဒီသုံးလုံးပေါင်းခြင်း4အချိုးတိုင်းပဲနောက်ပိတ်ကဏ္ဍထုတ်တဲ့အခါမှာတော့ကျွန်တော်ဒီဘက်က6နောက်ပိတ်ရဲ့6ထိပ်စီးရဲ့ပေါင်းတော့ပေါင်းခြင်း5ပေါင်းခြင်း9ရဲ့ကျွန်တော်ဒီက6နောက်ပိတ်ရဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်ဒါသုံးလုံးပေါင်းခြင်း4အချိုးနဲ့ပဲ6နှစ်9ပွဲစီရဲ့နောက်ပိတ်ကဏ္ဍ9ကိုစိုက်မှုရကစားထားတယ်လို့ကျွန်တော်အနေနဲ့တွေ့ရှိတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်တစ်ပြင်ကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်ဒီဘက်က3နောက်ပိတ်ရဲ့8ထိပ်စီရဲ့ပေါင်းတော့ပေါင်းခြင်း1ပေါင်းခြင်း1ရဲ့ဒီဘက်ကနောက်ပိတ်9ရဲ့ပေါင်းမယ်ဆိုရင်3လုံးပေါင်းခြင်း3ညလို့ရရှိတာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း3ညအချိုးညီတဲ့ပဲနောက်ပိတ်ကဏ္ဍထိုးတဲ့အခါမှာတော့ဒီဘက်6နောက်ပိတ်နဲ့3ညထိပ်စီနဲ့ပေါင်းတော့ပေါင်းခြင်း6ပေါင်းခြင်း6ရဲ့ဒီဘက်က4နောက်ပိတ်ရပေါင်းမယ်ဆိုရင်3လုံးပေါင်းခြင်း3ညအချိုးပဲ914ပွဲစဉ်မှာ3လုံးပေါင်းခြင်း3ညအချိုးနဲ့4နောက်ပိတ်ကစားတယ်လို့စိုက်မှုရကျွန်တော်အနေနဲ့တွေ့ရှိတာဖြစ်ပါတယ်ဒါမို့ယခုပွဲစဉ်ရဲ့နောက်ပိတ်ကဏ္ဍကိုလည်းထုတ်ယူတဲ့အခါမှာတော့3လုံးပေါင်းခြင်းအချိုးဖြစ်တဲ့2နောက်ပိတ်ရဲ့3ညထိပ်စီရဲ့ပေါင်းတော့ကျွန်တော်ဒါပေါင်းခြင်း2ပေါင်းခြင်း2ရဲ့ဒီဘက်က9နောက်ပိတ်ရဲ့ဆက်ပေါင်းမယ်ဆိုရင်ဒါ3လုံးပေါင်းခြင်း9ကိုရရှိမှာဖြစ်ပါတယ်ဒီဆိုင်မှုက3လုံးပေါင်းခြင်း9ချိုးကို3လုံးပေါင်းခြင်း9ချိုးညီတဲ့ကစားမှာမို့ဒီနောက်ပိတ်ကဏ္ဍကို3လုံးပေါင်းခြင်း9ချိုးယူတဲ့အခါမှာတော့ဒီက9နောက်ပိတ်ရဲ့3ထိပ်စီရဲ့ပေါင်းတော့ပေါင်းခြင်း3ညပေါင်းခြင်း3ညရဲ့နောက်ပိတ်ကဏ္ဍရဲ့ပေါင်းမယ်ဆိုရင်သုံးလုံးပေါင်းခြင်း6ဖြစ်ဖို့ဆိုရင်ဒီစိုက်မှုရ6နောက်ပိတ်ကိုထည့်ပြီးတော့ကစားပေးရမှာဖြစ်ပါတယ်ဒါမှသာလျှင်ခွန်3 9 3လုံးပေါင်းခြင်း6ဖြစ်သွားမှာမို့ဒီစိုက်မှုရလည်း3လုံးပေါင်းခြင်း6ကို3လုံးပေါင်းခြင်း6ချိုးညီနဲ့ပဲနောက်ပိတ်ကဏ္ဍကိုကစားပေးရမှာဖြစ်ပါတယ်ယခုပြပေးတဲ့စိုက်မှုကတော့ဒါနောက်ပိတ်စိုက်မှုဖြစ်ပါတယ်ယခုဆိုရင်မိတ်ဆွေများကိုထိပ်စီးဆိုင်အလဲတိုင်းဆိုင်နောက်ပိတ်ဆိုင်များကိုထုတ်ပြပြီးပါပြီ။ဒါမိတ်ဆွေများအနေနဲ့လည်းကြိုက်နေတဲ့မယ်ဆိုရင်ဒါထိပ်စီးဆိုင်ကိုကြိုက်မယ်ဆိုရင်လည်းထိပ်စီးဆိုင်မှုနဲ့ဒီထုတ်ပြပြီးတဲ့ကဏ္ဍကိုယူပြီးတော့ကစားလို့ရသလိုလဲတိုင်းဆိုင်မှုကိုကြိုက်လို့လဲတိုင်းကဏ္ဍကိုကစားမယ်ဆိုရင်လည်းလဲတိုင်းဆိုင်မှုအတိုင်းပဲယူထားတဲ့ဒီကဏ္ဍနံပါတ်လဲတိုင်း၄ကဏ္ဍကိုဒီဆိုင်မှုရထုတ်ပြတာဖြစ်ပါတယ်။နောက်ပိတ်ဆိုင်မှုကြိုက်မယ်ဆိုရင်လည်းနောက်ပိတ်ဆိုင်မှုရထုတ်ထားတဲ့ကဏ္ဍဖြစ်တဲ့ဒီ6နောက်ပိတ်ကိုမိတ်ဆွေများယူပြီးတော့ကစားလို့ရရှိအောင်ကျွန်တော်အနေနဲ့ထုတ်ပြပြီးတော့မျှဝေပေးတာဖြစ်ပါတယ်။ယခုဆိုရင်မိတ်ဆွေများကိုထိပ်စီးဆိုင်လဲတိုင်းဆိုင်နောက်ပိတ်ဆိုင်များနဲ့စိုက်3ဆိုင်နဲ့လုံးပိုင်ဆိုင်3ဆိုင်နဲ့ကျွန်တော်အနေနဲ့ဒါဒ
တော့ကောင်းဖြစ်ထုတ်ပြသွားတာဖြစ်ပါတယ်ဒါမို့ကျွန်တော်စိုက်မှုလေးတွေကိုကြည့်ရှုပေးတဲ့မိတ်ဆွေများတယောက်ချင်းစီမှာကျွန်တော်အားပေးသွားရင် like လေးများပေးခဲ့ဖို့ကျွန်တော်နဲ့တောင်းဆိုပါတယ်ကွန်မန့်မှာလည်းဒီစိုက်မှုလေးတွေကြမ်းမကြိုက်ရေးပေးခဲ့လို့ရရှိမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီလိုတကွက်ကောင်းကလေးများကိုမိတ်ဆွေများကိုရရှိအောင်တေချာကြိုးစားရှာဖွေမြောက်ပေးထားပါတယ်မိတ်ဆွေများအနေနဲ့လည်းဒါမှန်ရင်လည်းတကွက်လွဲရင်လည်းတကွက်အနေနဲ့ကျွန်တော်အနေနဲ့စိုက်မှုရကျွန်တော်တကွက်ကောင်းလေးတွေကိုပဲထုတ်ပေးခြင်းဖြစ်ပါတယ်ဒါမှမဟုတ်ယခုထုတ်ပြတဲ့စိုက်မှုဒီကျွန်တော်ဒါ10ချိန်မြောက်မှာ3D တွေနဲ့ကစားမယ်ဆိုရင်ဒါကျွန်တော်ဒီအောက်မှာရေးပြပေးပါမယ်ဒါ 3D တွေနဲ့10ချိန်မြောက်မှာကျွန်တော်တို့ကစားပေးရမယ်စိုက်မှုဖြစ်ပါတယ်ထိပ်စီးအနေနဲ့6လို့ကစားလို့လဲတိုင်းနေနဲ့4လို့ကြိုက်နေတဲ့မှာဆိုကစားလို့ရတယ်လို့နောက်ပိတ်စအနေနဲ့လည်း6လို့ကစားလို့ရရှိမှာဖြစ်ပါတယ်ဒါမှမဟုတ်ဒီစိုက်မှုကထုတ်တာကနန်းဒီအပြီးပေါက်နဲ့ကစားမယ်ဆိုရင်6ထိပ်စီးရဲ့4ခလဲတိုင်း6နောက်ပိတ်ရဆိုပြီးတော့ဒါ4ဆိုတဲ့ကနန်းတကွက်ကောင်းကနန်းကိုကျွန်တော်စောစီကထုတ်ပြပေးပါတယ်ဒါမိတ်ဆွေများကြိုက်နေတဲ့လို့ကစားမယ်ဆိုရင်စိုက်မှုရထုတ်ပေးတဲ့ကနန်းလေးတွေဒီကျွန်တော်အနေနဲ့ဒါထိပ်စီးဆိုလဲထိပ်စီးတီးတဲ့ကစားလို့ရလို့နောက်ပိတ်ဆိုလဲနောက်ပိတ်တီးတဲ့လဲတိုင်းဆိုလဲတိုင်းတီးတဲ့ကစားလို့ရရှိမှာဖြစ်ပါတယ်ကျွန်တော်ပြီးမိတ်ဆွေများကြည့်ရှုပေးတယ်ကျွန်တော်ရဲ့ဗီဒီယိုကြည့်ရှုပေးမိတ်ဆွေများတယောက်ချင်းစီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့တကွာ10ချိန်မြောက်မှာ 3D ပေါက်တိကနန်းကိုရရှိပါစေလို့ဆုတောင်းပေးရင်နောက်ဗီဒီယိုများမှာလည်းကျမ်းမာစွာဖြင့်ပြန်လည်ဆုံတွေ့ကြပါအောင်ဆိုခင်ဗျာ